ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါတွေ့ရတာပေါ့တာတယ်နော်ဆိုတော့ဒီနေ့ကျွန်တော်အဲဒီ micro နဲ့ဒီဟာလေးမစ်ဆက်ပေးရှင်တယ်နော်ဒီကောင်က$40ပဲရှိတယ်တေးသေးလေးနော်ဘယ်မှာအဲ့ဒီနှစ်ကြလိပုံစံပဲဒါပေမဲ့အတန်ကအရန်ကောင်းတယ်နော်ဟုတ်တယ်မလားတန်ကောင်းတယ်မလားနှစ်ခုရှိရနော်ဒီမှာချစ်မယ်နော်တေးသေးလေးပဲနော်အထဲမှာထည့်လို့ရှိရင်လူမီမှာမဟုတ်ဘူးဆိုတော့ဒီမှာဒီကောင်တဲနေတဲ့နော်ဒီမှာနှစ်ခုရှိတယ်ကျွန်တော်ဖောက်ပြမယ်နော်အဲ့တော့ဒီမှာကြည့်တက်လေးပဲဒီဟာသလားဒီမှာထည့်လို့ရတယ်ဒီမှာလည်းထည့်လို့ရတယ်တက်လေးပဲကြည့်နေရတဲ့ကယူသွားလို့ရတယ်နော်ဒီမှာနှစ်ခုရှိတယ်ဒီလားနော်ဒီမှာနှစ်ခုရှိတယ်ဒီမှာတစ်ခုနှစ်ခုရှိတယ်အဲ့မှာတောင်းလိုင်းဆိုလဲရတယ်နော်တောင်းခုဆိုလို့ရတယ်အရန်ကောင်းတတိလေးပဲမိုက်ကအရန်ဟိုအဆင်ပြေတယ်ဘယ်နေရာပဲသွားနော်ဒီစကားပြောလို့ရှိရင်ဒီလိုမျိုးမိုက်နဲ့စကားပြောတာနဲ့ဒီတန်းစကားပြောတာကမတူဘူးပေါ့နော်ဒီသူများနားထောင်တာလဲဒီမိုက်နဲ့ပြောလို့ရှိရင်ပိုပြီးတော့အဆင်ပြေတယ်ဆိုတော့ဝေကြပါရေးလဲပေါ်လေးပဲရေးလဲမကြည့်ဘူးနော်အဲ့ဒီနှစ်ကြားလောက်ပဲရှိတယ်နှစ်ကြားဘုံလောက်ပဲရှိတယ်နော်ဒီမှာဘာတွေပါလဲဆိုတော့ဒီကောင်ကအဲ့ဒီ iPhone 15 16 17ပေါ့နော်အောက်မှာထူပြီးမှတော့လိုက်ပြီဒီမှာကဝေရကျူရှိတယ်ဝေရကျူရှိတယ်ကျွန်တော်အဲ့ဒါကိုတင်သွားလို့ရှိရင်ကျွန်တော်မြင်တဲ့ဟာကျွန်တော်တွေ့တဲ့ဟာချက်ချင်းပြောလို့ရတာပေါ့နော်ဒီမှာအဖောင်းဒီမှာဖောင်းတာတခုရှိတယ်ဘယ်ချတင်လို့ရတယ်နော်ဘယ်ချတင်လို့ရတယ်ဒီဘယ်ချတစ်ခါတင်လို့ရှိရင်တော့အကြိုက်ခံရနော်ဒီမှာလာဒီမှာโอเคဒီကတော့အပူလို့ထားပြတာပေါ့ဆိုတော့ဟလာအဲ့လိုပူလေးထားပြတယ်တခုရှိတယ်နော်ဒီဟာကဒီလိုယူလို့ရတယ်လူဖုံးလို့ရှိရင်အတန်ကပို့ပြီးတော့လောင်လို့ရှိနေနော်အဲ့လိုဒီလိုပြောလို့လည်းရတယ်ဒါမှဒီဟာတော့တအားနီးကတယ်အဆင်ပြေဆုံးတော့ဒီမှာပဲပြေလို့လည်းရတယ်အရန်အဆင်ပြေတယ်ဝယ်ကြပါနော်ဝယ်လို့ရတယ်$40ပဲရှိတယ်ပေါ်လေးပဲအဲ့ဒါကိုလာချုံညာပေးတာ Thank you so much